မင်္ဂလာတိုင်းကိုအကယ်ဒမီတစ်ခုစီပေးခြင်းနဲ့တာရွန်ဟုတ်ပါတယ်ဒီနေ့အကယ်ဒမီပွဲနဲ့ပတ်သက်ပြီးတာရွန်ကမီဒီယာတွေကိုဖြေကြားခဲ့ရမှာတော့ဒီနေ့အကယ်ဒမီစည်ရင်ဝင်တဲ့မင်းသမီးတွေကအရန်များတော့ဘသူကိုရစေချင်တယ်လို့မေးတဲ့အခါမှာသူဟာမိန်းကလေးတွေအတွက်တော့ဒီနှစ်ကအများကြီးပါပဲအားလုံးကိုတယောက်တယောက်စီပေးလိုက်ရင်တော့ပျော်စရာကြီးပေါ့လို့ဟာသားလေးနှုတ်ပြီးချစ်စရာကောင်းဖြေသွားပါတယ်တကယ်ကိုသဘောထားပြေဝတဲ့မင်းသားပါပဲနော်ဒါပေမဲ့သူကိုယ်တိုင်အတွက်ကောရင်မခုန်ဘူးလားလို့မေးတဲ့အခါမှာတာရွန်ရဲ့ဖြေကအတော်လေးကိုလေးစားစရာကောင်းပါတယ်သူကကျွန်တော်ကယ်မီအတွက်အရင်မခုံပါဘူးကျွန်တော်တော်မထိုက်တန်သေးဘူးကျွန်တော်အများကြီးစူးစမ်းပါအောင်မယ်ဆိုပြီးနှိမ်ချစကားဆိုခဲ့ပါတယ်ကိုကိုအမြဲတမ်းနှိမ်ချပြီးစူးစမ်းခြင်းစိတ်ရှိတဲ့တာရွန်ရဲ့စိတ်ဓာတ်ကပရိသတ်တွေပိုချစ်စေတဲ့အချက်ပါပဲဘသူအတွက်ပဲရင်ခုန်နေတယ်လဲဆိုရင်တော့နေတိုးနဲ့မြင့်မြတ်အတွက်တော့ထိုင်မရထမရဖြစ်နေပုံရပါတယ်သူကကိုနေတိုးကိုမြင့်မြတ်တို့အတွက်ရင်ခုန်ပေးနေပါတယ်သူတို့နှစ်ယောက်စလုံးရဖို့ထိုက်တန်ပါတယ်လို့ဆိုခဲ့ပါတယ်ကဲကိုအတွက်မဟုတ်ပဲအခြားသူအတွက်ရင်ခုန်ပေးနေပြီးမင်းသမီးတွေကိုလည်းတယောက်တယောက်စီပေးချင်နေတဲ့တာရွန်ရဲ့စကားပေါ်မှာပရိသတ်တွေဘယ်လိုမြင်ပါလဲနော်တိုင်ရွန်ပြောသလိုပဲဒီနှစ်မှာလည်းနေတိုးနဲ့မြင့်မြတ်အကယ်ဒမီဘယ်သူရနိုင်မလဲဆိုတာကိုလည်းကွန်မန့်လေးမှာဆွေးနွေးပြသွားပါအောင်နော်